င်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ master seller ကိုကျွန်တော် admin panel ကနေပြီးတော့ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုတော့ဘယ်လိုမျိုးအသုံးပြုမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော် admin account နဲ့အရင် login ဝင်တာပါเนาะကျွန်တော် admin account နဲ့ login ဝင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ admin panel ဆိုတဲ့ဒီဟိုလေး menu bar လေးကျွန်တော်တွေ့ရမှာပေါ့เนาะကျွန်တော်ဒါကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် admin panel ကိုကျွန်တော်ရောက်သွားပြီပေါ့เนาะဒါဆိုကျွန်တော် admin panel ပေါ့เนาะ admin panel မှာဆိုလို့ရှိရင်ကျွန်တော် account တစ်ခု create လုပ်မှာပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာ new browser ကျွန်တော်ယူလိုက်တယ် new browser ယူပြီးတော့ကျွန်တော်ဒီ demo ပေါ့နော် master seller workshop ကိုကျွန်တော်တွားလိုက်တယ်ပေါ့နော်ကျွန်တော် user အသစ် create လုပ်မှာပေါ့နော် user အသစ် create လုပ်မှာဆိုကျွန်တော် login တွားလိုက်မယ် login တွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ create new account ပေါ့နော် create new account မှာဆိုလို့ရှိရင်လင်းပေါ့နော်ကျွန်တော်လင်းကိုကျွန်တော်ပေးလိုက်မယ်lin@gmail.com ပြီးရင်ကျွန်တော် passport ကိုကျွန်တော်လွယ်တာလေးပဲပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီ privacy ကိုကျွန်တော်မှန်လင်းချပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် sign ကတ်လုပ်လိုက်မှာပေါ့နော်ဒါဆိုကျွန်တော် new account လေးရပြီပေါ့နော် new account လေးကိုကျွန်တော် profile လေးချိန်လိုက်မယ်ကျွန်တော်ဒီ admin ဘက်ကနေပြီးတင်တဲ့အခါကျွန်တော်တို့ဒီထင်သာမြင်သာရှိအောင်လို့ဆိုပြီးကျွန်တော်profile လေးကျွန်တော်ပေးလိုက်မှာပေါ့နော်အဲဆိုကျွန်တော် new account လေးရပါတော့အဲဆိုကျွန်တော်တို့ဒီကျွန်တော် admin panel မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရင်ဆုံးပေါ့နော် refresh လုပ်ရမှာပေါ့နော် refresh လုပ်လိုက်မှဆိုကျွန်တော်ဒီမှာပေါ့နော် total user ကျွန်တော်တို့တိုးလာမှာပေါ့နော်ကျွန်တော် share ပြသွားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ admin panel ကိုဝင်ကြည့်လိုက်မှဆိုပထမဆုံးတွေ့ရတဲ့ dashboard ပေါ့နော် dashboard မှာဆိုလို့ရှိရင်ကျွန်တော် total user ပါမယ် total product ပါမယ် total order ပေါ့နော်ကျွန်တော်တို့ဒီ order create လုပ်တာတဲ့ဒီ order amount ပါမယ်ပေါ့နော်ပြီးရင်ကျွန်တော် article တွေပေါ့နော်ကျွန်တော် blog တွေရေးထားလို့ရှိရင်ကျွန်တော် blog တွေရဲ့ total ကိုကျွန်တော်ဒီမှာကြည့်လို့ရမယ်ပေါ့နော်ပြီးနောက်တော့ကျွန်တော် total sales ပေါ့နော်ကျွန်တော်ဒီနေ့ဒီအခုကျွန်တော် duration ကိုကျွန်တော် to လေးကိုကျွန်တော် set လုပ်တာပါနော်အဲ့တော့ဒီနေ့မှာဒီရောင်းချတဲ့ဒီ order တွေကဘယ်နှခုရှိလဲဆိုတာကိုကျွန်တော်ဒီမှာပေါ့နော်အရေးတော့ကျွန်တော်ကြည့်လို့ရမယ်နောက်တော့ကျွန်တော် revenue ပေါ့နော် revenue ဆိုတာကျွန်တော် profit မရသေးခင်မှာကျွန်တော်ဒီရောင်းရတဲ့ငွေပေါ့နော်ရောင်းရတဲ့ငွေဆိုကျွန်တော်အခုဒီ multiple currency ကျွန်တော်ထည့်ထားပြတဲ့အတွက်ကြောင့်မို့ကျွန်တော် USD နဲ့တွားတယ်ပေါ့နော်ကျွန်တော် USD မှာကျွန်တော်9000ကျော်ရောင်းမိပြီပေါ့နော်အထူလေးပေါ့နော်ကျွန်တော်တို့ကဒီကိုလိုချင်တဲ့ဒီပေါ့နော်ကိုလိုချင်တဲ့ duration range ပုံမှာဒီပဲကျွန်တော်တို့ကဒီလိုလေးကြည့်လို့ရပါတော့ဒါဆိုကျွန်တော် last month ပေါ့နော် last month ဆိုလို့ရှိရင်ကျွန်တော် week 3မှာပေါ့နော် week 3မှာကျွန်တော်ဒီလောက်ရောင်းရတာပေါ့နော်ဒီလိုမျိုးကြည့်လို့ရတယ်အောက်ကကျတော့ကျွန်တော်တို့ဒီ total profit ကိုကျွန်တော်ကြည့်နေတယ်ဆိုကျွန်တော် 2 လေးကိုကြည့်နေတယ်ဆိုကျွန်တော်2လေးကိုရွေးပေးရမှာပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့ရောင်းရတဲ့ profit ပေါ့နော်လောက်ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒါ total selling products ပေါ့နော်ကျွန်တော်ဘယ် item တွေအများဆုံးရောင်းရတယ်ဆိုတော့ကျွန်တော်သိချင်လို့ရှိရင်ဒီအားလေးကိုကျွန်တော်ဖွင့်ကြည့်လို့ရပါပေါ့နော်အဲဆိုကျွန်တော် ASUS ပေါ့နော်ကျွန်တော် ASUS laptop ကျွန်တော်အများဆုံးရောင်းရတယ်ပေါ့နော်တွေ့ရင်နောက်တစ်ခု MSI ပေါ့နော်ကျွန်တော်ဒီတစ်ခါကျတော့ HP ပေါ့နော်နောက်တစ်ခါကျတော့ category ပေါ့နော်ကျွန်တော်တို့ဒီ လောလောဆယ်တော့ကျွန်တော် category တစ်ခုပဲထည့်ထားဖြစ်တဲ့ကြောင့်ကျွန်တော် category ကတစ်ခုပဲပုံမှာပေါ့နော်ဒီ category ကအများကြီးဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ်နေမှာပေါ့နော်အားကြောင့် brand တွေပေါ့နော်ကျွန်တော်ဘယ် brand တွေကအများဆုံးရောင်းရလဲဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ဒါဆို visitor user ပေါ့နော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့လမှာကျွန်တော်တို့ရဲ့ဒီ shop ကို online shop ပေါ့နော်ဒီ online website ကိုကျွန်တော်လူဘယ်နှစ်ယောက်လာကြည့်လဲဆိုတော့ကျွန်တော်ဒီမှာ rate လေးကျွန်တော်ကြည့်လို့ရတာပေါ့နော်နောက်ကကျတော့ beta device တွေပေါ့နော် beta device တွေကအများဆုံးဝင်ကြည့်လဲဆိုတော့ကျွန်တော်တို့ဒီမှာပြန်ပြီးကြည့်လို့ရတယ်ပေါ့နော်ညတော့ကကျ total user ပေါ့နော်ဒီ user တွေကဘယ်နေ့မှာအဝင်များလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးကြည့်နေတယ်ဆိုလို့ရှိရင်ဒီလို duration တွေကိုရွေးပြီးကျွန်တော်ကြည့်လို့ရတာပေါ့နော်ဒါဆိုကျွန်တော် January လ3ရက်နေ့မှာဆိုကျွန်တော် user 5ယောက် create လုပ်လိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ Okay ဒါကတော့ကျွန်တော် dashboard နဲ့ပတ်သက်တဲ့ဒီ tutorial ပဲဖြစ်တယ်ပေါ့နော်နောက်ကကြတော့ကျွန်တော်ဒီ user ပေါ့နော်ကျွန်တော် user ကိုသွားမယ်ဆိုလို့ချင်းဒါကျွန်တော်တို့အခုလက်ရှိပေါ့နော် register လုပ်တာတဲ့ user တွေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့ user ကို create လုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှင်လည်းကျွန်တော်ဒီ user ရဲ့ content ကိုကျွန်တော်တို့ edit လုပ်ချင်တယ်ဆိုလို့ရှင်ဒီ edit လုပ်လေးနှိပ်ပြီးတော့ကျွန်တော်တို့ပြောင်းလဲလို့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် reset password နှိပ်လိုက်ပဲဆိုရင်တော့ဒီ user ရဲ့ဒီ current login ဝင်လာတဲ့ section ကပြတ်သွားမှာပေါ့နော်ဒါဒီကောင်ကိုတော့ကျွန်တော်တို့ကဒီမဖြစ်မနေမှာပေါ့နော်သူ့ရဲ့ဒီအဲ့ဒီ user ကိုယ်တိုင်ကသူ့ရဲ့ password မေ့သွားပြီဆိုတော့အခါမှာဒီကျွန်တော်တို့ admin ဘက်ကိုလာပြီးတော့ request လုပ်ရတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့ reset လုပ်ပေးလို့ရတာပေါ့နော်နောက်တစ်ခါကျတော့သူ့ရဲ့ဖုန်းနံပါတ်တွေကျွန်တော်ဒီမှာပြန်ကြည့်လို့ရတယ် edit လုပ်လို့ရတာပေါ့နော်သူ့ရဲ့ profile လေးကျွန်တော်ထည့်ပေးလို့ရတယ်
ပြီးတော့သူတို့ role တွေကျွန်တော်တတ်မှတ်ပေးလို့ရပါတော့ဒီ user ကိုကျွန်တော်က user ထားမှလား step ထားမှလား admin ထားမှလားဆိုပြီးတော့ကျွန်တော်ကရွေးချယ်ပေးလို့ရတာပါနော်ပြီးရင် date of birth ပေါ့နော် date of birth ရွေးချယ်ပေးလို့ရတာပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် user ID နဲ့လည်းဟိုတွဲပြီးတော့ကျွန်တော်ရှာလို့ရတာပေါ့နော်ဒီမှာဆိုကျွန်တော် link ကိုရှာမှာပေါ့နော် link ကိုရှာလိုက်မယ်ဆို link ကိုရှာမယ်ကျွန်တော် search ကိုနှိပ်လိုက်မယ် search ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲဆို link ထွက်လာတာပေါ့နော်ကျွန်တော်ဒီ user တွေကိုရှာချင်တယ်ဆိုဒီလိုမျိုးနာမည်နဲ့လည်းရှာလို့ရတယ်နောက်တစ်ခါကျ ID ပေါ့နော်ဒီမှာဒီ display option ပေါ့နော်ဒီ display option ကိုနှိပ်လိုက်လို့ရှိရင် show ID ပေါ့နော် show ID ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုဒီ user တွေရဲ့ ID ထွက်လာတာပေါ့နော်အဲဆိုကျွန်တော် link ကိုကျွန်တော်ရှာချင်တယ်ဆို12ပေါ့နော်ကျွန်တော်12ကိုရှာလိုက်တယ်12ကိုရှာလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ12ပေါ့နော်ကျွန်တော်ဒီ user ID ကျွန်တော်ရလာတာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးခဏပြန်ဖြောက်လိုက်မယ်ဖြောက်ပြီးတော့ကျွန်တော် hide display ပြန်ထားလိုက်မှာပေါ့နော် hide display ပြီးလို့ရှိရင်ကျွန်တော် back action ပေါ့နော် back action မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ select မှတ်ပြီးတော့ user တွေဖျက်ချင်တယ်ဆိုကျွန်တော်2ယောက်ဖျက်ချင်တယ်ဆိုကျွန်တော် delete select တော့ကျွန်တော်ရွေးပေးရမှာပေါ့နော်ပြီးရင်ကျွန်တော် commit ကိုနှိပ်ပေးရမယ်ဒါဆိုကျွန်တော်ဒီကောင်နှိပ်လိုက်ပြီဆိုလို့ရှိရင် user တွေကပြတ်သွားမှာပေါ့နော်အကုန်လုံးဖျက်ချင်တယ်ဆိုလို့ရှိရင်တော့ delete all နှိပ်ပြီးတော့ commit နှိပ်လိုက်လို့ရှိရင်ဒီ cloud လေးနှိပ်လိုက်လို့ရှိရင်တော့ကျွန်တော် user တွေအကုန်ပြတ်သွားမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်ရွေးချယ်ပြီးတော့ဖြတ်လို့ရတာပေါ့နော်အခုကျွန်တော်ဒီကောင်လေးကိုကျွန်တော်ပြန်ပြီးတော့ဖြောက်ထားလိုက်မယ်ဖြောက်ပြီးတော့ဒီ user လေးပေါ့နော်ဒီကျွန်တော် link ဆိုတဲ့ user ကိုကျွန်တော်တို့က step အနေနဲ့ကျွန်တော် permission ပေးမယ်ပေါ့နော်သူ့ရဲ့ role ကိုကျွန်တော်လောလောဆယ်သူ့ရဲ့ role ကလောလောဆယ် user ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကဒီသူ့ရဲ့ account နဲ့ကျွန်တော်တို့ login ဝင်လိုက်တဲ့အခါမှာကျွန်တော် admin panel မမြင်ရဘူးပေါ့နော်တကယ်လို့ဒီကျွန်တော်တို့က link ကိုကျွန်တော်တို့ရဲ့ company ရဲ့ဝန်ထမ်းအဖြစ်ကျွန်တော်တို့ကဒီတတ်မှတ်ခြင်းနဲ့ဆိုလို့ချင်းအတူကျွန်တော်တို့က role ပြောင်းမရမှာပေါ့နော် role ပြောင်းခြင်းနဲ့ဆိုကျွန်တော်တို့ဒီမှာပေါ့နော် edit cloud လေးနှိပ်မယ်ပြီးလို့ရှိရင် user ပေါ့နော် user မှာဆိုကျွန်တော် step ရေးလို့ရတယ်ပြီးလို့ရှိရင် admin ရေးလို့ရတာပေါ့နော်အဲ့လိုမျိုး step နဲ့ admin အပြင်မှာအခြားသော role တွေကျွန်တော်တို့ create လုပ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ role မှာတွားပြီးတော့ create လုပ်မှာပေါ့နော်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ system နဲ့ default သတ်မှတ်ပေးထားတာ admin ရဲ့ staff ရဲ့ user ရဲ့ပေါ့နော်ကျွန်တော်3ခုသတ်မှတ်ပေးထားတယ်ပြီးလို့ရှိရင်သူတို့ရဲ့ permission တွေကိုကျွန်တော်ကြည့်ချင်တယ်ဆိုတော့ view detail ပေါ့နော်ကျွန်တော် view detail မှာကျွန်တော်တို့ကြည့်လို့ရပါတော့ဒါဆို admin ဆိုလို့ရှိရင် permission တွေအကုန်ရှိတယ်ပေါ့နော်နောက်တစ်ခါကျ staff ပေါ့နော် staff မှာဆိုလို့ရှိရင်ဒီမှာပေါ့နော်သူ့ကိုပေးပြီးတော့ဒီ edit လုပ်ခိုင်းထားတဲ့ဒီ permission ဒီပေါ့ဒီ access တွေကိုပဲကျွန်တော်လှမ်းပြီးတော့သူလှမ်းပြီးတော့အလုပ်လုပ်လို့ရမှာပေါ့နော် channel တွေကိုကျွန်တော်တို့ကပိတ်ထားတာပေါ့နော်ပိတ်ထားတော့ကျွန်တော်သူ့အနေနဲ့ login ဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအမှန်မှန်ချစ်ထားတဲ့ဟာလေးကျွန်တော်ဝင်ပြီးတော့လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခါကျ user ပေါ့နော် user ကကြတော့ user ကတော့ကျွန်တော် permission တခုမှမပေးတာပေါ့နော်ဘာဖြစ်လို့ဆိုတော့သူကကျွန်တော်တို့ရဲ့ဒီ company ဝင်နေမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သူ့ admin panel ပြလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအကုန်လုံးကိုအမှန်ဖြုတ်ထားတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒါဆိုလို့ရှိရင်ကျွန်တော် link ကိုပေါ့နော်ကျွန်တော်တို့ကဒီ editor ပေါ့နော် editor ဆိုပြီးတော့ကျွန်တော်တခုယူလိုက်တယ်ပေါ့နော်ကုန်နေပြန်ပေါ့နော် edit ကို editor ဆိုပြီးကျွန်တော်ပေးလိုက်တယ်ဒီ display နဲ့ကြတော့ကျွန်တော် edit ကို editor ဆိုပြီးတော့ပေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် company member ဟုတ်လားမဟုတ်လားဆိုလို့ရှိရင်ကျွန်တော် member ဆိုပြီးကျွန်တော်ရေးပေးရမှာပေါ့နော်ကျွန်တော်ဒီဘက်ဒီနေရာလေးမှာကျွန်တော် member ဆိုပြီးတော့ထည့်ထားမှာကျွန်တော်ဒီသူ့အနေနဲ့ login ဝင်လို့ရှိရင်ကျွန်တော် menu လေးမှာကျွန်တော် admin panel ဆိုပြီးတော့ပေါ်နေမှာပေါ့နော်အခုတော့ကျွန်တော်မပေါ်သေးဘူးပေါ့နော်သူကပုံမှန် user ပဲဖြစ်တဲ့အတွက်ကြောင့်မို့မပေါ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က company member ဆိုပြီးကျွန်တော်ထည့်ပေးရမယ် description ကကျွန်တော်ရေးပေးခြင်းရတယ်ပြီးတော့ကျွန်တော်သူ့ကိုဒီမှာစပြီးတော့ permission တွေပေးရမှာပေါ့နော်ဒီ editor ဆိုတဲ့ role ကိုကျွန်တော်ဘာတွေလုပ်ခိုင်းမလဲပေါ့နော်သူ့ကိုကျွန်တော်ဒီ content writing နဲ့ကျွန်တော် product management ကိုအဓိကထားပြီးလုပ်ခိုင်းမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က store management ပေါ့နော်ဘာကြောင့် store management ကိုကျွန်တော်ပြောရလဲဆိုတော့ဒီ view ပေါ့နော်ကျွန်တော်ဒီ view store management ကိုကျွန်တော်အရင်ဆုံးအမှန်ချစ်ပေးဖို့လိုတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ view store management ရဲ့ဒီ store management ရဲ့အောက်မှာရှိတဲ့ဒီ sub menu တွေကျွန်တော်လှမ်းပြီးတော့ဒီ permission ပေးခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ view store management ပေါ့နော်ဒီကောင်လေးကျွန်တော် visible ကိုအရင်လုပ်ပေးရတာပေါ့နော်ပြီးတော့မှကျွန်တော် sub menu တွေကျွန်တော်ပြန်ပြီးတော့ permission ပေးရပါတော့အဲဆိုကျွန်တော် branch တွေကိုသူ့ edit မလုပ်ခိုင်းပါတော့သူ့ကိုကျွန်တော် content တွေရေးခိုင်းမှာပေါ့နော်အဲဆိုကျွန်တော် blog content တွေကျွန်တော်အမှန်ချပေးလိုက်မယ်ပြီးရင် content message တွေ message ကိုကျွန်တော် reply ပြန်ခိုင်းမယ်တွေ့ရင် chat message ပေါ့နော်ဒီ user တွေကဒီ chat ဒီစပြီးတော့ဒီစကားလာပြောတဲ့ဟာတွေကိုကျွန်တော် reply ပြန်ခိုင်းမယ်ဆိုဒါ chat လေးကျွန်တော်ဒီအမှန်ချပေးပါမယ်နော်ပြီးရင် manager FAQ ပေါ့နော်ကျွန်တော် manage FAQ ကိုကျွန်တော်အမှန်ချပေးလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခုလောလောဆယ်ပဲကျွန်တော်ဒီ role create လုပ်လိုက်မှာပေါ့နော်
okay ဒါဆိုလို့ချင်း add data ဆိုပြီးကျွန်တော် row လေးတစ်ခုရလာပြီပေါ့နော်အဲ့ဒီ row လေးကိုကျွန်တော်တို့ကဒီမှာပေါ့နော်link ဆိုတဲ့ user မှာကျွန်တော်တွားပြီးတော့ဒီ permission ပေးလိုက်မှာပေါ့နော်သူ add data ဆိုပြီးကျွန်တော်ပေးလိုက်တယ်ဒါဆိုကျွန်တော် update လုပ်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် link လေးက add data ရလို့ရပါပြီပေါ့နော်အဲဆိုကျွန်တော် add data ရလို့မှာကျွန်တော်ပေးရတဲ့ permission တွေအတိုင်း permission တွေအတိုင်းကျွန်တော် link လေးကဒီလုပ်လို့ရပါမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် update ကိုကြည့်လိုက်မယ်ဆိုဒီ permission လေးတွေ့တယ်ပေါ့နော်ဒီမှာကျွန်တော် view detail ကြည့်မယ်ဆိုလို့ရှိရင်ဒီ permission လေးတွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပါပေါ့နော်ဒီဘက် account မှာကျွန်တော် link လေးကို login ဝင်တာပါနော်အဲ့တော့ကျွန်တော် page ကိုတစ်ချက်လောက် refresh လုပ်လိုက်မှာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော် link လေးမှာကျွန်တော် admin panel လေးပေါ်လာပြီပေါ့နော်သူက company member ဝင်ဖြစ်တဲ့အတွက်ကြောင့်မို့သူက admin panel ကိုလှမ်းပြီးတော့ဝင်လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်သူ့ store ကိုကျွန်တော်က access ပေးရတယ်ပြီးတော့ article တွေရေးခိုင်းတာနဲ့ content တွေကိုကျွန်တော်ဒီ content message တွေကိုကျွန်တော် reply ပြန်ခိုင်းတာပေါ့နော်အဲ့ဒီ permission တွေပေးတာပေါ့နော်အဲ့တော့သူကအဲ့ဒီ permission တွေကိုဝင်ပြီးတော့ဒီအသုံးပြုလို့ရတာပေါ့နော်ဒါဆိုကျွန်တော်တို့ဒီ page ရဲ့ content တွေပေါ့နော်ကျွန်တော်ဒါနောက်တစ်ခါကြာလို့ရှိရင်တော့ဒါအသုံးပြုနေကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီ row အနေနဲ့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလင်းလေးရလောလောဆယ်ကျွန်တော် store နဲ့ပတ်သက်တဲ့ content တွေကိုပဲသူက edit လုပ်လို့ရသေးတယ်ပေါ့နော်သူ့ဒီ product နဲ့ပတ်သက်ပြီးတော့ဒီ create လုပ်တာလို့ read and write ပေါ့နော်အဲ့ဒီ permission တွေပေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လွယ်လွယ်လေးပေါ့နော်ခုနတိုင်းပဲကျွန်တော်ဒီ editor ဆိုတဲ့ယာတူလေးကိုကျွန်တော် edit လုပ်လိုက် edit ပြီးတော့ product ပေါ့နော်view ဒီ manage product ကိုကျွန်တော်ဖွင့်ပေးခြင်းနဲ့ဆိုဒီ view အရင်ဖွင့်ပေးဖို့လိုပါတော့ဒီ product ဆိုတဲ့ဒီ main menu ကိုဖွင့်ပြီးတော့မှကျွန်တော်ကျန်တဲ့အထက်က sub menu လေးကျွန်တော်လှမ်းပြီးအလုပ်လုပ်လို့ရမှာပေါ့နော်အဲ့တော့ view product management ပြီး manage product ပေါ့နော်ပြီး inventory ကိုလည်းသူ control လုပ်ခိုင်းမယ်ဒီအားလေးပေါ့နော်ဒါလေးကျွန်တော် access လှမ်းပေးလိုက်တယ် access လှမ်းပေးပြီးတော့ကျွန်တော် currency ပေါ့နော် currency ကကျွန်တော် access လှမ်းမပေးတော့ပေါ့နော်ကျွန်တော် admin ဘက်ကနေပြီးတော့ပဲကျွန်တော်ငွေကြေး rate ကိုကျွန်တော်ထည့်ပေးမယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကျွန်တော်ဒါလေးပဲကျွန်တော်ဟိုပြလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော် link ကိုကျွန်တော် editor ရာလို့ကျွန်တော် order တွေကိုလည်း manage လုပ်ခိုင်းမှာပေါ့နော် manage order ဆိုလို့ရှိရင်ဒါလေးပေါ့နော် invoice နဲ့ payment နဲ့ transaction ပေါ့နော် DD ပေါ့နော်ကျွန်တော်အဲ့ဒါဆို update လုပ်လိုက်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော် editor ရာလို့မှာဆိုလို့ရှိရင်ကျွန်တော်ဒီပေါ်ပြထားတဲ့ဒီ permission လေးတွေကိုကျွန်တော်လှမ်းပြီးတော့ဒီ edit လုပ်လို့ရမှာပေါ့နော်အဲဆိုကျွန်တော်ဒီဘက်မှာဒီ link account ပေါ့နော်ဒါ link account လေးကျွန်တော် refresh လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပေးလိုက်တဲ့ permission လေးပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် store ဆိုလို့ရှိရင် store လေးကိုဒါ product ဆိုလို့ရှိရင်ကျွန်တော်ပေးခဲ့တဲ့ permission လေးအတိုင်းသူဒီမှာစပြီးတော့ edit လုပ်လို့ရပြီပေါ့နော်ဒီမှာ down နဲ့လိုက်မယ်ဆိုလို့ရှိရင်ဒါ product ပေါ့နော် order ဆိုလို့ရှိရင်လည်းဒီမှာ order ပေါ့နော် order နဲ့ပတ်သက်တဲ့ content တွေကိုသူစပြီးတော့ edit လုပ်လို့ရပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ row တစ်ခုကိုဘယ်လို create လုပ်မလဲနဲ့ပြီးတော့ကြတော့ဒီ user တယောက်ကို row ဘယ်လိုမျိုးပေးမလဲဆိုတော့ကျွန်တော်ဒီပြတဲ့သင်ခန်းစာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ permission ပေါ့နော် permission ကကြတော့ကျွန်တော်ဒီမှာဒီခုနကကျွန်တော်ဒီ row ထဲမှာပေးလို့ရတဲ့ permission တွေအကုန်လုံးကျွန်တော်ဒီလူချင်းမင်းတို့အကုန်ကြည့်လို့ရအောင်လို့ကျွန်တော်ဒီမှာဒီအကုန် list ပြတာပေါ့နော်40တိရှိရပါတော့40တိဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ description နဲ့ဒါ code လေးပေါ့နော်ဒါကတော့ကျွန်တော် for visual ပေါ့နော်ကျွန်တော်အကြည့်ဖို့တက်ပဲကျွန်တော်ထားပေးတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ user နဲ့ပတ်သက်တဲ့ဒါ user နဲ့ပတ်သက်တဲ့ဒီသင်ခန်းစာလေးပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော် edit မှာဆိုလို့ရှိရင်ကျွန်တော် profile ကိုလှမ်းပြီး admin ဘက်ကနေလှမ်းပြီးတော့ပြင်လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ခုပေါ့နော်ကျွန်တော်ပြင်လို့ရတယ်ဒါလေးပေါ့နော်ကျွန်တော်ဒါလေးထားပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော် profile လေးချိန်သွားပြီပေါ့နော် profile လေးချိန်သွားပြီဒီမှာဆိုဒါ user နဲ့ပတ်သက်တဲ့ information လေးတွေကျွန်တော်ဒီမှာလာပြီးတော့ကြည့်လို့ရတာပေါ့နော်ဒါကြလို့ဒီ link လေးကကျွန်တော်တို့ဒီ Google account အသုံးပြုပြီးတော့ login ဝင်ရမယ်ဆိုကျွန်တော်ဒီမှာ Google ID လေးပေါ်နေမှာပေါ့နော်ဒီမှာ name ပေါ့နော်အဲ့လိုမျိုးလေးပေါ်နေမှာပေါ့နော်ပြီးတော့သူက email ကို verification လုပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် verify ဆိုပြီးကျွန်တော်ပြနေမှာပေါ့နော်ဒီ Google နဲ့ login ဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ email ကကြတော့ auto verify ဖြစ်နေမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Google login ဝင်လို့ရှိရင် email ကဒီ email တခါတည်းဒီ login ဝင်ပြီးတော့မှဒီဝင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့တော့ email ကတော့ကျွန်တော် verify auto ဖြစ်အောင်မှာပေါ့နော်ကျန်တဲ့အချိန်ကတော့ကျွန်တော်ဒီ link ကိုယ်တိုင်ကကျွန်တော် verify မလုပ်ဘူးဆိုလို့ရှိရင်ဒါ email unverify ဖြစ်နေမှာပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော် profile လေးချိန်လိုက်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီ link ရဲ့ profile ကိုကျွန်တော်သွားကြည့်မယ်ပေါ့နော်ဒါ profile ကိုသွားကြည့်ချင်တယ်ဆိုကျွန်တော်ဒီမှာ setting ပေါ့နော် setting ကိုသွားကြည့်လို့ရတယ် setting မှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာဆိုတာ link ရဲ့ profile လေးပေါ့နော် profile လေးချိန်သွားတယ်
အဲ့ဒီ profile update လုပ်ချင်တယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ကြည့်ခဲ့တဲ့ဒီ profile ကိုကျွန်တော်ပြန်ရောက်သွားတာပေါ့နော်ဒါလေးပေါ့နော်ဒါတော့ကျွန်တော် user နဲ့ပတ်သက်တဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်